ဒီကတိတ်ဝင်စားကြရင်လည်းအများကြီးပါပဲဒီမှာဒီစေးဆက်တာစေးရိုက်တာပြီးသွားရင်အများကြီးပေါ့နော်ဒီနောက်ထပ်ကိုမသိတဲ့အပိုင်းတွေပါအများကြီးထပ်ပြီးလေ့လာခွင့်ရခဲ့ပါတယ်ဆက်သင်ရတာလည်းလွတ်လပ်တယ်အိတ်လေးတွေရိုက်တာစိတ်ဝင်စားတဲ့ပလတ်စတစ်ခွက်လေးတွေပြီးတော့စက်ကူခွက်လေးတွေနောက်ရက်တောင်လေးဘာလေးလည်းသဘောကျတယ်ရိုက်ရတာလေပုံမှန်ဆိုရင်3ရက်နဲ့ဒီလိုမျိုးအကုန်အတက်မယ်လို့ပေါ့နော်အကုန်အတက်တင်မယ်လို့မထင်နိုင်ဘူးပေါ့နော်မထင်ထားဘူးဒါပေမဲ့3ရက်လုံးမှာတကယ်ကိုအများကြီးကိုရလိုက်တယ်ဟာဆရာဟုတ်ဆရာစေတနာပါတယ်ပြီးတော့ဆရာစားမချန်ဘူးအကုန်လုံးပြောပြရဲအသေးစိတ်ကအစအကုန်လုံးဘယ်လိုလုပ်ရင်ဘယ်လိုနောက်ဆုံးအဆင်မပြေတော့ရင်ဘယ်လိုအသက်ကယ်လို့ရတယ်ဘယ်လိုလုံးလို့ရတယ်ဆိုတဲ့ဟာမျိုးပါဆရာအကုန်ပြောပြရဲပေါ့နော်အဲ့တော့ဆရာစေတနာကိုလည်းမြင်ရပါတယ်ဆရာဟုတ်အစားကတော့ဒီရက်တောင်တွေ uniform တွေပေါ့နော်ဒီ plastic 8တွေလောက်ပဲဒီဆရာတင်တန်းကိုကြည့်လိုက်တာနဲ့ဒီဟာလောက်ပဲကိုအများကြီးမဟုတ်ရင်တော့မှဒီ3မျိုး4မျိုးလောက်ကိုမျောလင့်ပြီးတော့လာတာရက်တူတင်တန်းဖြစ်တဲ့ခါကျအဲ့လောက်ပဲကိုကမျောလင့်ထားတာပေါ့နော်ဒါပေမဲ့ဒီမှာတင်တန်းမှာရောက်လာတဲ့ခါကျရင်ဒီချက်မကအများကြီးပဲရလိုက်တယ်ဆရာစေတနာပါနဲ့တင်ပေးတယ်ဆရာတင်တန်းကအရင်ပဲအကျိုးကျေးဇူးရှိပါတယ်ဆရာမန်ကွေမှာကာလာခွဲတာလေဒီကွန်ပျူတာဘူတိုရှော့ပိုင်းလေအဲ့ဒါတွေတော့အရင်သဘောကျပါတယ်နောက်ပြီးတော့ဒီလက်ရိုက်ပညာနဲ့ပတ်သက်ပြီးတော့ကိုမသိတဲ့ဟာတွေအများကြီးရှိတာဆိုတော့လည်းသိခဲ့ရပါတယ်ဒီအသေးစိတ်ကထိဖနာအော်ထုတ်ပေါ်ဘူးလက်ကအဲ့ဒီအစပြင်အင်ဂျီတွေပါတယ်ပေါ့အကုန်လုံးစစ်စစ်စုံစုံလင်လင်တွေ့ခဲ့ရပါနော်ကိုပိုင်လုပ်ငန်းလေးတစ်ခုတိစောက်ချင်လို့အဲ့ဒီကျွန်တော်ကဘာသေးတစ်စက်ရလုပ်ငန်းကို drive ဖြစ်တာပေါ့ဟုတ်ရည်စေးရှိစေးဒီဟိုပေါ့အောက်တက်ချက်အောက်နဲ့ချက်ပြီးရဟို CYK ကလောက်ခွဲတဲ့ဒီလေးတွေရဟိုစိတ်စစ်ရှိနဲ့တရားပေးတဲ့အတွက်ဟိုရှေ့ရောက်လဲကျေးဇူးတယ်ဟုတ်လက်စေးရိုက်အကုန်လုံးစိတ်ဝင်စားလို့အင်ကြီးစေးရိုက်တာတွေရောဒီ commercial ဘိုင်းတွေရောအင်ကြီးစေးရိုက်တဲ့ brand ဘယ်လိုသွားရမလဲအဲ့လိုကာလာမျိုးစုံပေါ့အဲ့လိုမျိုးဟာမျိုးလေးလည်းစိတ်ဝင်စားလို့ကိုပိုင်အဲ့လို brand အင်ကြီးတွေပါလေလုံးမဲ့လူတွေပြီးတော့ဒီလို commercial ဘိုင်းမှာကိုပိုင်လုပ်ငန်းလုပ်မဲ့လူတွေလက်စေးရိုက်ကိုစိတ်ဝင်စားတဲ့လူတွေတက်တင်တယ်လို့ထင်ပါတယ်ဆရာ